ရလာတဲ့အမှုပညာကြီးတွေကိုပကာသနာမရှိပြန်လှူပေးနေခဲ့တဲ့အဆိုတော်ဟိန်းသူအောင်ကဲပရိသတ်ကြီးတွေလူတိုင်းမလုံနိုင်တဲ့အလုပ်ကိုကိုကျိုးစွန်ပြီးလုပ်ကင်နေခဲ့တဲ့သူကတော့အဆိုတော်တယောက်ဖြစ်သူဟိန်းသူအောင်ပဲဖြစ်ပါတယ်ဟိန်းသူအောင်ဆိုတာကတော့ငငယ်ချောချောလေးနဲ့အင်မတန်မှလည်းစိတ်ထားဖြူစင်လွန်းသူဖြစ်တာကြောင့်အမြဲတမ်းဆိုသလိုထင်ထင်ရှားရှားဖြစ်နေခဲ့ရပေမဲ့လည်းအခုအချိန်မှာဆိုရင်တော့သူ့ရဲ့လုပ်ရက်တွေဟာပရိသတ်တွေကြားထဲမှာအတော်လေးကိုကြီးကျူးဖို့ကောင်းနေခဲ့တာပဲဖြစ်ပါတယ်သူကအမြဲတမ်းဆိုသလိုမြမရိုးရာအစဉ်အလာတွေနဲ့ကိုက်ညီတဲ့သချင်းတွေကိုသာဖန်တီးတက်လေးရှိပြီးအေးအေးညောင်ညောင်အတန်မျိုးကိုပိုင်ဆိုင်ထားတာကြောင့်သူ့ရဲ့သချင်းတွေနဲ့ပတ်သက်လာရင်အမြဲတမ်းအားပေးဖို့အသင့်ရှိနေပါတယ်ဆိုတဲ့ပရိသတ်တစုကိုအထင်ရှားရှိနေခဲ့တာပဲဖြစ်ပါတယ်ဟိန်းသူအောင်ကအလှူဒန်းတွေပရိသတ်တွေကိုဝါသနာပါသူတယောက်ဖြစ်ပေမဲ့လည်းအခုလိုမျိုးပရိသတ်တွေအားလုံးမြင်အောင်တော့မချပြခဲ့ဘူးတာမို့လူတော်တော်များများကမသိခဲ့ရဘူးလို့ဆိုလာခဲ့ပါတယ်သူဟာစိတ်ရဲနွမ်းပါသူတွေလက်လုံလက်စားသမားတွေခက်ခဲနေတဲ့သူတွေကိုနိုင်နဲ့ဝင်တဲ့အင်ဂျီတွေပတ်စံတွေအတုံးဆောင်တွေကိုတကိုယ်ရည်လှူဒန်းနေခဲ့တာဖြစ်ပြီးသူ့ရဲ့အလှူတွေကလည်းပကာသနာဘာတစ်ခုမှမပါနေကြလို့ပရိသတ်တွေကအတော်လေးကိုချီးကျူးနေခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့လည်းဟိန်းသူအောင်တယောက်အများကြီးအလှူဒန်းတွေဆက်လုပ်နိုင်ဖို့အားပေးဖို့မမေ့ကြပါနဲ့ဗျာ